လာတော့ရွာကိုကားဂိတ်တင်ပေးရမယ်ကားလေးပေါ့နော်မင်းတို့ကပစ္စည်းကိုမပို့ခင်မှာဘယ်လိုသုံးပြရလဲဆိုတာလေးကိုလည်းရှင်းပြပေးမယ်တေချာလေးလက်စစ်ဆေးပေးလိုက်ပါနိုင်မဲ့ရတယ်ဆိုလို့ရှိရင်မင်းတို့ဖြုတ်ပေးလိုက်မယ်အိမ်အောင်မှပြန်တက်လိုက်ရင်ရပါတယ်နော်ဒီဘက်မှန်လေးဆိုလို့ရှိရင်ဖြုတ်ပေးလိုက်ပါမယ်ရှင်ပြီးလို့ရှိရင်တော့ဒီနောက်ခိုင်လေးဆိုလို့ရှိရင်ဖြုတ်ပေးလိုက်ပါမယ်ဒီအနောက်မှာဆိုလို့ရှိရင်လည်း तू ကကျဲတဲ့ခါကျတော့ကလေးရဲ့ပစ္စည်းရလေးထည့်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရတယ်ပေါ့နော်ဒါလေးကတော့အတွင်းခန်းလေးပါဘယ်လိုသုံးပြရလဲဆိုတာလေးကိုပြောပြပေးပါမယ်ရှင်ဒါလေးကတော့ပါဝါဖွင့်ပိတ်လေးပါပါဝါလေးဖွင့်လိုက်ပြီဆိုလို့ရှိရင်အခုလိုပဲဆက်တန်လေးနိုးရမယ်မီးလေးလင်းသွားပါမယ်ရှင်သူကလေးကာမန်ရဲ့ဒီဂိုင်းပေါ်လေးမှာလည်းမီးလင်းတယ်ဒီရှေ့မှာလည်းမီးလေးပါပါတယ်ရှင်နောက်မီးလေးလည်းပါပါတယ်เนาะသူကနောက်ပုံစံလေးကဒီလိုလေးပါရှေ့မီးနောက်မီးပါပါတယ်ရှင်ပြီးလို့ရှိရင်တော့မီးဖွင့်ပိတ်ကလေးလည်းပါရတဲ့ကြောင့်မို့နေ့လည်နေ့ခင်းလေးမှာပိတ်ပြီးတော့မောင်းချင်တယ်ဆိုလို့ရှိရင်လည်းမောင်းလို့ရတယ်ပေါ့နော်ဒီ B ဆိုတာလေးကကျတော့ Bluetooth လေးပေါ့နော်ကျတော့ဒါမေမေတို့ကဖုန်းလေးနဲ့ချိတ်ပြီးတော့တချင်းလေးဖွင့်ချင်တယ်ဆိုဖွင့်လို့ရတယ်ဒီထဲကကားထဲကတချင်းဝယ်ဖွင့်ချင်တယ်ဆိုဒီ music လေးကိုပြန်ပြီးတော့နှိပ်လိုက်ပေါ့နော်တပုတ်ကြော်မယ်ဆိုလို့ရှိရင်လည်းကြော်လို့ရပါတယ်ရှင်ဒါလေးကတော့မြင်းပုံစံလေးကစီးစော့လှုပ်တုပ်လေးပါဒါတော့ဒီလိုလေးပဲလှုပ်တုပ်လေးပဲဖြစ်နေလိမ့်မယ်နော်ဒီလိုလေးပါရှင်စီးစော့လေးကိုဖွင့်လာတဲ့အချိန်မှာတော့ remote နဲ့မောင်းတာလို့ခြေနဲ့မောင်းတာလို့မရဘူးမောင်းမယ်ဆိုလို့ရှိရင်ဒီစီးစော့လေးကိုပြန်ပြီးပိတ်ပေးလိုက်ပါရှင်တော့ရပါပြီဒါလေးကတော့များလေးကအရှိအနောက်မောင်းတဲ့ပုံလေးပါရှင်အရှိဆိုလို့ရှိရင်ကလေးကခြေနဲ့မောင်းချင်တယ်ဆိုအရှိကိုများလေးကထားလိုက်ပေါ့နော်များလေးနေပြီးရင်ခြေနဲ့နင်းမဲ့ဆိုအရှိကိုသွားမယ်ဒါအရှိပေါ့နော်အနောက်ဆိုလို့ရှိရင်လည်းအနောက်ပေါ့နော်ဒီပေါ့နော်လွတ်လိုက်တာနဲ့တွန့်တူရက်သွားပါမယ်။ပြာတိုင်းကနေပြီးတော့လည်းဒီဟွန်းလေးတွေပါမယ်။ဒါကတော့တချင်းလေးပေါ့နော်ဒီဘက်ကဆိုဟွန်းလေးပါမယ်နော်။ဒီလိုလေးဒါကတော့ဟွန်းဒီဘက်ကဒါလေးကတော့စတီယာတိုင်းရှိုးကွေလေးပါရှင်။ကလေးတွန့်တူမောင်းထက်တဲ့အရွယ်ဆိုလို့ရှိရင်တွန့်တူချိုးကွေးလုပ်ပြီးတော့မောင်းလေးရပါတယ်။တကားလေးကလည်းဒါနှစ်ဖက်ကလေးနှစ်ဖက်တဲ့နှစ်ဆင့်ကလေးနော်။ဒါလေးကဖွင့်ပိတ်ရတယ်ဖွင့်ရင်ရပါတယ်။ဒီအနောက်ဖုံးလေးကလည်းဖွင့်လို့ရတယ်เนาะဒီလိုလေးလုပ်လို့ရတယ်ဒီလိုဖွင့်ပိတ်လေးလုပ်လို့ရပါတယ်ရှင် remote နဲ့အသုံးပြုတဲ့ပုံစံလေးကိုပြောပြပါမယ်ဒါကတော့ remote တွေမှာဓာတ်ခဲမပါဘူးเนาะဝင်တော့ဓာတ်ခဲလေးထည့်ပြီးတော့စမ်းပြပေးရပါရှင်ဓာတ်ခဲတွေကဒါဒီ TV remote ဓာတ်ခဲတို့ aircon remote ဓာတ်ခဲတို့ဆိုလို့ရှိရင်ထည့်လို့ရပါတယ် remote လေးကတော့ချိတ်ရပါမယ် power ကိုအရင်ဆုံးပိတ်ထားပေးပါရှင်ပါဝါကိုပိတ်ထားပြီဆိုလို့ရှိရင်ဒီ M ဆိုတာလေးပါပါတယ် M လေးကိုဖိလိုက်ရင် remote မှာမီးလေးကပြေးနေလိမ့်မယ်เนาะဒီလိုမီးလေးမိတ်တော့ဖြစ်နေမယ်အဲ့ခါကျရင်ကားရဲ့ပါဝါကိုတွားဖွင့်လို့ရပြီremote နဲ့ကားနဲ့ချိတ်သွားပြီဆိုမီးလေးကလည်းဒီလိုညိန်သွားပြီပေါ့เนาะဒါဆိုလို့ရှိရင်မောင်းလို့ရပြီညားလေးတွေပြပေးထားတယ်เนาะညားချိုးခွေလေးတွေရှေ့နောက်ကလေးပါပါတယ်S ဆိုတာလေးကကျတော့ speed လေးเนาะ speed လေးကလိုတလို့တိုး short လုပ်မယ်ဆိုလို့ရှိရင်လုပ်လို့ရပါတယ် M ဆိုတာလေးကတော့ seat short လေးပါဟိုက M နှိပ်ထားတယ်ဆိုလို့ရှိရင် remove မှာပဲပြန်ပြီးတော့ပိတ်ထားပေးပါရှင် P ဆိုတာလေးကတော့ကလေးကမောင်းနေတဲ့ အနေဖြစ်မယ်ဆိုရင် P ကိုတွားနှိပ်ထားရင် parking ပေါ့เนาะ parking ဖြစ်နေပါလိမ့်မယ် brake ဖြစ်ပါလိမ့်မယ်အခါကျရင် remove နဲ့မောင်းလို့မရဘူးခြေနဲ့လည်းမောင်းလို့မရဘူးမောင်းမယ်ဆိုရင် P ကိုနောက်တစ်ချိန်ထပ်နှိပ်ဒါဆိုမောင်းလို့ပြုလို့ဒါကတော့ remote နဲ့အသုံးပြုတဲ့ပုံစံလေးပါအားတွင်းတဲ့ပုံစံလေးကိုပြောပြပါမယ်เนาะအားတွင်းမဲ့ဆိုအရင်ဦးဆုံးကားရဲ့ပါဝါလေးကိုပိတ်ထားပြပါရှင်ဒါလေးကတော့အားတွင်းတဲ့ပုံစံလေးပေါ့เนาะအားတွင်းကြိုးလေးက plug ပေါ်မှာထိုးလိုက်ရင်မီးလေးကအစိမ့်ပြနေမယ်အားတွင်းတဲ့နေရာလေးကဒီဖိနိုင်ကောင်ရဲ့ဟိုအောက်နားလေးမှာရှိရเนาะဖိနိုင်ကောင်အောက်နားလေးမှာခြာကျင်လို့လည်းရေးပေးထားပါတယ်ဒါဆိုရင်တော့မီနီလေးပြနေပြီမီနီပြရင်အားဝင်နေပြီပေါ့เนาะခုနလိုစိမ့်လေးပြန်ပြရဆိုရင်အားပြည့်ပြီဆိုဖြုတ်ပြီးတော့အသုံးပြုလို့ရပါဒီကလေးစီကားတွေဆိုင်ကယ်တွေကိုအားကုန်တဲ့ဒီလုံးဝအသုံးမပြုဝေးပါနဲ့ခဏအားလေးတွင်းပေးပါရှင်ဒါဆိုဘက်ထရီတက်တန်းကလည်းပို့ပြီးတော့ခံတယ်ကလေးတွေလည်းကြာလေးစီးလို့ရတာပေါ့နော်ပြီးလို့ရှိရင်ရေဆိုတာကြွက်ကြိုက်တာဂီယူဆိုင်ပေးပါရှင်မိုးရည်ဆိုတော့မိုးရည်ထဲမှာထွက်စီးရလေးဂီယူဆိုင်ပေးပါအဝေးကနေအားပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဝင်ကတော့ theory base တို့ပါဆိုင်လေးကိုလာအားပေးမယ်ဆိုရင်ဆိုင်လေးစာလေးကရန်ကုန်မြို့မရန်ကုန်နေရက်ကွက်ဥပမာမီပွိုင်းနီကျွေတက်မှတ်တိုင်းအလဲဘိုလမ်းမကြီးပါရှင်Viber နေဗီဒီယိုကောနဲ့ကြည့်ချင်တယ်ဆိုရင် Viber နံပါတ်လေးတွေက399658454339993336ခွန်6ခွန်မှာရှင် bye bye